ကိုမဖြစ်ချင်တာကိုလည်းအဲ့လိုအတင်းလုပ်ပေးရပေါ့လုပ်ပေးလိုက်မဲ့မဖြစ်လာတဲ့အခါကျအမေအဲ့လိုအပြစ်ပဲပြောရင်ဒါလေးအောင်မလုံးနိုင်ဘူးလားဆိုတော့မိခင်အများစုကစက်ကျော်သက်သားသမီးတွေအကြောင်းကိုတေချာသိတယ်လို့ထင်ကြပါတယ်။မှန်ဆိုတာကိုသိရဖို့ Ferovic ကနေအမေနဲ့သမီးအရင်းတွေကိုအင်တာဗျူးလုပ်ခဲ့ပါတယ်။အမေနဲ့သမီးကြားကဆက်ဆံရေးကဘယ်လိုရှိပါလဲ။ဆက်ဆံရေးကပြေးလေတာလည်းရှိတယ်မပြေးလေတာလည်းရှိတာပေါ့နော်။ညီမလိုပါပဲပေါ့နော်။တငယ်ချင်းလိုညီမလိုပေါင်းတယ်ပေါ့။တင်းမာနေရလို့ပြောရမှာပေါ့။သမီးကအမေကိုသူခံစားရတဲ့ feelings တွေကိုပြောပြလေရှိလား။ပြောပြတယ်။အများစုကတော့ကျမကိုအကုန်ပြန်ပြောပါတယ်ရှင်။မပြောဖြစ်ဘူးပေါ့။သူထင်မှန်နေထင်တဲ့ဟာတခုပြောလိုက်ပြီဆိုရင်ကိုကဒါမှနေရပေါ့အဲ့လိုမျိုးတခုပြောလိုက်တယ်။ပြောလို့ဆိုမမေကငါဒါလေးပြောအောင်နေဘယ်လောက်ပြန်ပြောရလို့ပြောပြီးလို့ရှိရင်သူတို့ feel နေတယ်မင်းကကိုယ့်ကိုဖာတိဖတ်တာပဲနေလိုက်တယ်။ဆိုပြောစရာတွေကလည်းကို့မှာကိုနဲ့သူနဲ့ပဲဆိုတော့လေသူကိုပြောတာပေါ့။ပြောပြတဲ့ຢာတွေကဟိုတနေ့တာဘယ်လိုမျိုးလုပ်ဖြစ်တယ်ဘယ်လိုနဲ့စကားပြောဖြစ်လဲကိုပြောဖြစ်တယ်။ပြီးတော့မပြောပြဖြစ်တာကတော့ကိုယ့်ရဲ့တကယ် feelings တွေပေါ့မပြောပြဖြစ်ပါဘူး။ကိုပြောလဲတခြားနားမထောင်ဘူးသူ feeling ကိုပဲသူကကိုပြီးတော့လေးထားတယ်ပေါ့နော်ကို feeling ကိုတိတ်လေးမထားလို့ပြောဖြစ်တာပြောပြပါတယ်အဲ့လိုမပြောပြဘူးကိုကကိုပဲနေရများပြောပြလိုက်ရင်တော့လက်မခံတာများတာပေါ့နော်ပြောပြဘူးတယ်အဲ့လိုတော့နားမထောင်လုံးဝနားမထောင်ဘယ်လိုကိစ္စမျိုးတွေမှာသမီးနဲ့ပတ်သက်ပြီးတော့ညှိရခတ်တာလေးတွေရှိလဲအမေကဒါလို့ဆိုရင်သူမလုပ်တဲ့ဟာကျရင်တော်တော်လေးညှိရခတ်တယ်ပေါ့နော်ပြီးတော့နောက်တစ်ခုပေါ့ပြန်ပြောတာကြရင်ခံနိုင်ဘူးပေါ့နော်အဲ့တခုပါပဲသူပြောမှားနေရဆိုကိုကရှင်းပြချင်တာဒါပေမဲ့ကကြောသူတခွန်းပြောရင်နေ10ခွန်းလောက်ပြန်ပြောရဲအဲ့လိုမျိုးထင်တာပေါ့ပေါ့အခုကတင်းကျပ်နေတာတွေသူ့ဟိုဟာမလုံးနဲ့ဒီဟာမလုံးနဲ့ဟိုလိုလေးနေဒီလိုလေးနေလို့ပြောတာတွေကဟိုတစ်ချိန်ချိန်မှာသူ့အတွက်ဆိုတာကိုတော့တကယ်သိစေချင်တာအဲ့လိုတငယ်ချင်းတွေနဲ့နှိုင်းပြောတာလို့သူကကြတော့စတော်တယ်ဆိုရင်ကိုကဘာလို့မတော်ရလဲကိုလည်းလုတ်ပေါ့ဆိုအဲ့လိုကြီးပြောတာကြတော့ကိုအနေနဲ့ကြတော့နှိုင်းပြောခံရတော့စိတ်တော့မကောင်းဘူးပေါ့ဘာလို့ပညာရေးမှာလည်းသူထူးချွန်ချွန်လေးဖြစ်စေချင်တယ်စီတမိကြီးလေးဆိုတော့ဗောနော်အားထားတယ်အားကိုးတယ်ဗောလမ်းမလည်းမရောက်စေချင်ဘူးကတွတ်ရုပ်ကလေးဆွဲရဝါသနာပါတယ်animation ကတွတ်ရုပ်ကလေးဆွဲရဝါသနာပါတယ်အဲ့ဒါညီမကလည်းအဲ့ဒါသူအားမပေးဘူးဗောနော်ဘယ်လိုရမလဲသူရွေးပေးတဲ့လမ်းကိုပဲရှောက်စေချင်တယ်ဗောနော်အဲ့ဒီလမ်းမှာမဖြစ်ပြအောင်လုပ်ရမယ်လုံးဝဖြစ်ကိုဖြစ်စေချင်တာဗောဒါနေမဖြစ်လို့မရဘူးဖြစ်ကိုဖြစ်ရမယ်အဲ့လိုပုံစံမျိုးတော့ရှိရမေမေတွေပြောတာကိုသမီးတွေကအမြဲနားထောင်ပေးရတယ်လေအဲ့ဒီလိုပဲမေမေတို့အတွက်သမီးတွေကနားထောင်ပေးစေချင်တဲ့စကားလေးတွေရှိပါတယ်အဲ့ဒါကိုအခုကြည့်လိုက်ရအောင်နော်အမေကနည်းနည်းလေးစိတ်ကြီးရတဲ့ပါတော့နည်းနည်းစိတ်ကိုလျှော့စေချင်တယ်တခုခုဆိုမမေကနည်းနည်းလေးဒေါသထွက်တတ်တဲ့ပါစိတ်ကြီးရတဲ့ပါလေနည်းနည်းဆိုရင်စိတ်လေးလျှော့ပြီးပြောရလေအရင်စဉ်းစားစေချင်တယ်ပေါ့အဓိကတော့နားလည်ပေးဖို့ပါပဲကိုခန်းစားချက်လေးတွေကိုနားထောင်ပေးစေချင်တာပေါ့ကိုကမပြောရဘူးကိုကြီးပဲကြိတ်ခံနေရတော့မပြောဖြစ်တော့မသိဘူးပေါ့အဓိကအဲ့ဒါပါပဲကိုမဖြစ်ချင်တာကိုလည်းအဲ့လိုအတင်းလုပ်ပေးရပေါ့လုပ်ပေးလိုက်မဲ့မဖြစ်လာတဲ့အခါကျအမေအဲ့လိုအပြစ်ပဲပြောရင်ဒါလေးအောင်မလုံးနိုင်ဘူးလားဆိုတော့ခါလေးကျမိဘနဲ့ဆိုမတက်ရရောရှိရဘူးเนาะဒါပေမဲ့မမေကပြန်ချော့ရဲအဲ့လိုမျိုးသူဘက်ကမားတဲ့အထင်နဲ့ဟာလေးပေါ့နော်သူတမျိုးသူအရန်အော်ထားရဲဆိုမမေကအဲ့လိုပြန်ချော့ရဲခါကျရင်နည်းနည်းငိုချင်းစိတ်မပြတ်သွားပါနဲ့လို့ကိုသမီးလေးကိုအားကိုးရတဲ့လူလေးတယောက်ဖြစ်လို့ပါလို့အမေကကြတော့အမေဟိုပေါ့မင်းစင်ကဲမှာဖြစ်ရနေပေါ့သူတို့မိသားစုကိုအများကြီးထောက်ပံ့ပေးရပေါ့နော်အဲ့အတွက်လည်းကျေးဇူးတင်ပါတယ်လို့အဖေများနေဆိုလဲအမေပါပဲအမေများနေဆိုရင်လည်းအမေပါပဲပေါ့အမေတယောက်ပဲရှိရဆိုတော့အများကြီးလည်းချစ်ပါတယ်ကိုနားမလဲတဲ့ဟာတွေရှိပါသေးတာဆိုတော့ခုမှပဲတည်တော့သူဖြစ်ရှင်တာပဲရွေးချယ်ပြီးတော့မှာသူပကြီးဝါနာပါဆိုဒီဝါနာပါတာကိုလုပ်ပေးလိုက်တော့မှာသူ့အတွက်စေတနာကြီးပဲလို့ပဲကိုပြောရမှာပေါ့သူလည်းအဲ့လိုဖြစ်နေတယ်ဆိုတော့လေကိုလည်းသူပြောတာလေးနားထောင်ပြီးတော့သူလည်းကိုလည်းမဝေးရအောင်ပဲကိုလုပ်ပေးရမှာပေါ့သမီးနားထောင်စီချင်တယ်မလား
နားထောင်စီချင်နားထောင်ပေးမယ် Mega, we care.